British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel လေးပြန်နေကြဆိုလိုက်ပါရှင် British တွေကတော့တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ Academy မင်းသားပြည်သူနဲ့ Eden Johnson တို့ရဲ့သူတည်သောသမီးလေးပြည်သူလျာရဲ့စိတ်မကောင်းစရာသတင်းတွေပဲဖြစ်ပါတယ်မင်္ဂလာပါ British တွေပြည်သူနဲ့ Eden Johnson ကတော့လူပညာလမ်းကြောင်းပေါ်မှာကိုယ်စီအောင်မြင်မှုရရှိထားတဲ့လူပညာရှင်တွေဖြစ်ပါတယ်စကားတွေများစွာကိုပြပြပြနဲ့တရုပ်ဆောင်နိုင်ခဲ့တဲ့သူတို့နှစ်ယောက်ကတော့အပေဝါရနဲ့ British တွေကိုစီရှိပြီးသားဖြစ်ပါတယ်သူတို့နှစ်ယောက်ကစကားပေါင်းများစွာကိုအတူတူရိုက်ကူးခဲ့သလိုလိုက်ဖက်လွှမ်းတဲ့သူတို့နှစ်ယောက်ကိုတော့ British တွေကစကားတွေအတူတူတွဲရခဲ့တဲ့ကချစ်သူတွေဖြစ်စေချင်နေကြတယ်ဖြစ်ပါတယ်ပြည်သူနဲ့ Eden Johnson ကတော့စကားတွေအတူတူတွဲရလာရင်းကနေတန်ရောက်စဖြစ်ကချစ်သူတွေဖြစ်သွားခဲ့ကြတယ်ဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာဆိုလို့ရှိရင်တော့စကားပေါင်းများစွာအတူတူရိုက်ကူးနဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီး2021ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာဆိုရင်တော့ဘဒုနဲ့မတူအောင်မင်္ဂလာပွဲကြီးကို9ပွဲဆက်တိုက်ကျင်းပခဲ့ပြီးယခုအချိန်မှာဆိုရင်တော့တားတယောက်သမီးတယောက်နဲ့တာယာဆရာကောင်းတဲ့မိသားစုကဘာတွေကိုဖတ်တင်နေခဲ့လဲဖြစ်ပါတယ်အခုတစ်ခါမှဆိုရင်တော့သူတို့နှစ်ယောက်ရဲ့သူတည်သောသမီးလေးဖြစ်တဲ့ပြည်သူလျာရဲ့စိတ်မကောင်းစရာသတင်းကြားလို့နေခဲ့လဲဖြစ်ပါတယ်မြန်မာပြည်ရဲ့နာမည်ကြီးတရုတ်ဆောင်ပညာရှင်ထက်တန်မင်းသမီးနဲ့မင်းသားတွေဖြစ်ကြတဲ့ပြည်သူနဲ့ Eden Johnson ရဲ့သမီးဖြစ်သူပြည်သူလျာလေးဟာအပြိုရွယ်ကိုရောက်ရှိလို့နေပြီဖြစ်ပါတယ်လူပညာရှင်မိဘနှစ်ပါးရဲ့အမွေကိုအပြည့်အဝရရှိထားသလိုအားလုံးနဲ့ကွဲထွက်နေတဲ့ရုပ်ရည်နဲ့လှပလာနေပြီဖြစ်ပါတယ်ဒါပေမဲ့အနေအေးလွန်ပြီးတာမန်မဟုတ်တဲ့သူ့ရဲ့အကြည့်လေးတွေကြောင့်လူတွေရဲ့အထင်မြင်မှုတွေကိုရရှိနေခဲ့လဲဖြစ်ပါတယ်တန်တူရတူကလေးတွေလိုပေါပေါပပတွတ်လက်လက်ပုံမမြင်ရပဲအမြဲတမ်းပဲညင်းတိုးတိုးပုံစံနဲ့မသက်သားတဲ့အပြုံးတွေနဲ့သာမြင်နေကြရတဲ့အတွက်စိတ်ယောဂများတစ်ခုခုရှိနေတယ်လားဆိုပြီးထင်မြင်ချက်တွေအမျိုးမျိုးပြောဆိုနေခဲ့ကြရလဲဖြစ်ပါတယ်ဟုတ်ကဲ့ပါပရိသတ်ဂျူရီပြည်တော်ရမှာစိတ်ယောဂများရှိနေနိုင်တယ်ဆိုပြီးလူအများရဲ့တန်တဲ့အဝင်ချင်းပေါ်မှာပရိသတ်တွေကဘယ်လိုများမြင်ခဲ့ကြပါသလဲရှင်